ပိုင်းဆိုင်များကိုအကြံပေးလမ်းညွှန်လို့လျင်ကွန်မန့်တို့ကြွားခဲ့ပါရှင်ကြိုးဆိုပါတယ်2012ကရေးသားထားတဲ့ဆရာအောင်သိန်းရဲ့စာအုပ်ကိုဖတ်ပြချင်ပါတယ်အတုနဲ့အစစ်ကိုပို၍မျိုးသိကြပေသည်သို့တော့ကျွန်တော်တို့မျိုးတွင်ဂျိုးတကူကိုခေါ်ကြသောကလားလေးတစ်ယောက်ရှိသည်သူ့ဘဝ၏တပိုင်းတစ်စားကိုတင်ပြချင်ပါတယ်ဒုတိယကမ္ဘာစစ်ဖြစ်ပွားစဉ်ကဂျိုးတကူက73နှစ်မြသာရှိသေးသည်သူဤဖခင်ဟာသပင်းညသောအလုပ်ကိုလုပ်၍သူ့မိသားစုကိုရည်တည်နိုင်အောင်ဆောင်ရွက်သူဖြစ်တယ်။သူတို့မိသားစုတွေသူဖခင်သူမိခင်အပြင်အကိုတစ်ယောက်အမတစ်ယောက်နဲ့သူပါဆိုလျင်မိသားစု၌9ယောက်ရှိတယ်။ကျိုးတို့တို့မိသားစုကဟိန္ဒူလူမျိုးများဖြစ်ကြပါတယ်။စစ်ကြီးဖြစ်ပြီးတော့အိန္ဒိယလူမျိုးများအိန္ဒိယသို့ပြန်တော့အခါသူတို့မိသားစုစီလည်းကြောင်ကရန်နဲ့အိန္ဒိယသို့ပြန်ကြရင်အေယာရီမီကျောင်းမှတင်မောဖြစ်စံတက်လိုက်ပါသွားကြတယ်။သူတို့ခရီးစဉ်မှာတင်မောဖြစ်စံတက်၍မြန်မာပြည်အထက်ပိုင်းရောက်မှအိန္ဒိယပြည်သို့ကုန်းကျောင်းကူးရန်ဖြစ်ကြတယ်။သူတို့လိုက်ပါသွားတဲ့တင်မောဟာနောက်ဆုံးခရီးတင်မောဖြစ်၍စစ်မဲလွမ်းမိုးသောတင်မောလေးဖြစ်တယ်။အထက်မြန်မာပြည်မြို့ကြီးတစ်မြို့ရောက်တွင်တင်မောခိတစိုက်ကနားနေစဉ်ဂျိုးရကူကသူ့ဖခင်နဲ့သူ့အကိုနဲ့တားဖတ်3ယောက်ကမြို့ပေါ်တက်ပြီးတော့ခဏလည်းပဲစားစရာတွေဝယ်ဖို့ကလေးတွေအတွက်ရောဝေချမ်းရန်အတွက်သူတို့ကမြို့ပေါ်သို့တက်သွားကြတယ်။ဒါမှတင်မောအော်တန်ကြားရ၍တင်မောတော့ဒရောကမှာအလျင်အမြန်ပြေးလာကြတယ်။သူတို့ကကနမှုရောက်တဲ့အခါမှာတင်မောကရေလေသို့ရောက်နေပြီဖြစ်စစ်မိတ်ဖြစ်တင်မောကရေတကြီးထပ်သွားရတဲ့အတွက်ကြောင့်မို့သူတို့တာဖာ3ယောက်ကကမ်းပေါ်မှာကြိုင်ခဲ့ပြီးတော့သူ့ရဲ့မိခင်နဲ့အမကအိန္ဒိယတင်မောပေါ်သို့ပါဝါလေတယ်ဟိုမှာဘာဖြစ်မယ်ဆိုတာတော့သူတို့မမြင်နိုင်တော့ဘူးဖာ3ယောက်ကမြန်မာပြည်မှာဦးလဲလဲနဲ့ကြံရိတ်ခဲ့ပြီးတော့တစ်ဖက်မှာတော့သူ့မိခင်နဲ့သူ့အမကအိန္ဒိယသို့ပါသွားလေတယ်တစ်ဖက်နဲ့တစ်ဖက်မှာလည်းစမီးရှန်တွေကမိတို့မိဘဖြစ်ကြလိမ့်မည်ကိုသူတို့ကမတွေးမိအောင်နေဖြစ်ကြတယ်ဒါပေမဲ့လည်းသူတို့ကဘာမှမတတ်နိုင်ခဲ့ပါဘူးသောဘ3ယောက်ကစိတ်ပြက်လက်ပြက်နဲ့မြင်းလက်ပိုင်းမူလနေရာကိုသူတို့ရဲ့မြို့ကလေးကိုပြန်လာခဲ့ကြတယ်လမ်းတစ်လျှောက်လုံးမှာအိန္ဒိယတိုင်းသားစစ်တပ်များရှိကြသေးတယ်အစစ်တပ်မှာတရက်ဝင်တရက်ထွက်နဲ့သူတို့ကစပင်းညက်ပြီးတော့သားဖ3ယောက်စလုံးကအမျိုးကလေးကိုပြန်လဲရောက်ရှိလာခဲ့တယ်။ဂျပန်ခေတ်မှာလည်းစပင်းညက်၍ပင်အသက်မွေးရတယ်။မျိုးကလေးရောက်ပြီးတော့မကြသေးခင်မှာပဲဝင်းရှောယောကတချီဖြစ်လိုက်ရာကျိုးတကူရဲ့ဖခင်နဲ့အကိုတို့ဟာရှေ့စင်နောက်စင်ဆုံးမသွားခဲ့ကြပြန်တယ်။ဒါပေမဲ့ကျိုးတကူကကြာရှည်စိတ်ညစ်တဲ့သူမဟုတ်တဲ့အတွက်ဖြစ်သမျှတွေကိုကြုံသမျှတွေကိုသူကထမင်းစားရည်တောင်းစကဲသူရေကမောကပြန်ပြောနေတတ်တယ်။အေးဟာမှာလောကရန်ကြီးကိုကြုံရသည်ကိုပဲသူကမသိတဲ့အတွက်ကြောင့်သူကမတွေးတော့အတွက်ကြောင့်မစင်ချင်းတော့ကြောင့်လောကရန်ကိုသူမမြင်ဘူး။ထို့ကြောင့်ပဲဖျားပွဲပျော်ပွဲရှူပွဲလုပ်လေလေဘသူကမှသူ့ကိုမဖိတ်ပဲကြားသည်နဲ့သူကရောက်လာတတ်သည်။ဘယ်နေရာမှာပဲတုံဂျိုးလူကမငင်းတက်ပြီးမြောက်လို့ရလက်ကတည်းကမြေရှောင်းမသားလို့ရလက်ကတည်းပျော်ပဲနေတတ်သည်ထို့ကြောင့်မလားမသိအိမ်ကြီးများမှာသူ့အဖြစ်ကိုကြားရတော့လဲတနာတော့တနာကြပါလေသို့တော်လဲစုတ်သက်ရရုံများသူဖြစ်သည်မြည်ရည်ဆိုးလာအောင်ထိခိုက်ခြင်းမရှိကြကိစ္စကိုထားအောင်နော်စာရေးဆရာဒိုက်တာဒုက္ခဤဂုံရီမတူစကားကိုပြတော့အခါရုပ်ရှင်ရုံနဲ့ဂျိုးရကူနဲ့အမတင်ဆုံတွေ့ကြရတော့ဂျိုးရကူ၏အိမ်ကြီးချင်းမိန်းမများကားရောက်တဲ့အတူတခုံနဲ့အတူတူထိုင်လေသားဖြစ်နေသည်ရုပ်ရှင်ဇာတ်လမ်းနောက်ပိုင်းမေတိအပူကန်းတို့ရောက်တော့အခါမိန်းမကြီးများကမေတိကိုတနာလုံးရဲ့မျက်ရည်မစင်နိုင်အောင်ပြကြလေသည်ဂျိုးရကူလည်းမျက်ရည်တွေဝင်နေသည်ဟုထင်ပါတယ်ကျွန်တော်လည်းမျက်ရည်မကျစီကမူနှာပိတ်ချင်တယ်လို့ဖြစ်လာသည်ရုပ်ရှင်ပြီး၍ထွက်လာကြသောအမျိုးသမီးများမှာမျက်ခွန်နေသည်ကျိုးတခုကလည်းကောင်းတာကွာငါဖြစ်မြဲရတော့ကြမိသေးသည်ဟုသူကရေမောပြောနေပါတယ်ဖြစ်ရဘဝမှာပျော်ပျော်ကြီးနေတဲ့တော့ကိုပင်တနာရမှမသိတော့ကိုကျိုးတခုကမိသစ်ကိုတနာနေပါသည်အတော်ကြီးများကလည်းကျိုးတခုဤဖြစ်တော်ပေါင်းများအတွက်မျက်ရည်ဆက်များဖြင့်ဖြစ်ခဲ့မှုပါလေရဲ့မိသစ်ကြမှာမျက်ရည်အန်ကြနေသည်ကျိုးတခုဤအဖြစ်သည်တကယ်အဖြစ်အဟုတ်အဖြစ်
ရဲ့မှန်ကြီးဖြစ်နေတော့လေမေသည့်အဖြစ်ကပိတ်ကားပေါ်မှာဘဝဖြစ်စဉ်များသာဖြစ်သည်ဂျိုးတို့ကိုရာဇဝင်အစစ်မေသည့်ဤရာဇဝင်အတုသူတို့သည်အစစ်ထက်အတုကိုပို့ပြီးတော့ဂယုဏတက်နေကြသည်ကျွန်တော်ဤစိတ်တွေမကြေမနက်ဖြစ်နေမိသည်ကျွန်တော်ကိုလည်းမကြေနပ်ပါကျွန်တော်လည်းသူတို့နဲ့သာဖြစ်သည်အတုကိုမျက်နှိုးနေမိသည်အစစ်နဲ့အတုနဲ့အစစ်ပြဿနာသည်ကျွန်တော်ဤရင်တွင်ပို့၏ရှုထွေးလာပါသည်အစစ်နဲ့အတုကိုနှိုင်းယှဉ်၍ကြည့်ကျင်လာပါသည်တတိပြုမိလာပါသည်အကြီးစားသောတစ်ခုကိုတောင်လန်မြောက်လန်ကြည့်နေ၏ပကြီးကားတစ်ချက်ကိုတွေ့သည်ဒေါ်လာတန်းထောင်ကြီးပေးဝယ်သွားသောပကြီးကားတစ်ချက်ဖြစ်သည်ပကြီးကားထဲတွင်တွေ့ရသည်မှာတစ်ခါပန်းသီးတစ်စိတ်ထောင်ဖန်ချိုင်းတစ်ခုနောက်ခါကလကတစ်ပိုင်းတစ်စဖြစ်သည်အပြည့်စည်းကိုစားတော့ရန်30ဘိုးထက်ကုန်ပြီမဟုတ်ပါသို့တော်လည်းအစ်စ်ကိုမမှတ်မောအတုမြသာဖြစ်သောပကြီးကားကိုဒေါ်လာထောင်ချီပေး၍ဝယ်ကြသည်အတုကိုအစ်စ်ထက်တန်မိုးထားကြသည်ကျွန်တော်စိတ်ထဲမှာအစ်စ်ထက်အတုကိုမျက်နှိုးလေးစားကြသောလောကကြီးကိုကျွန်တော်မကျေနပ်ချင်ပါအစ်စ်ကိုတန်မိုးထားကြသောပြည်များဖြစ်စေချင်ပါသည်သို့တော်လည်းကျွန်တော်ကိုယ်တိုင်ကအတုကိုဩဘာပေးနေမိသည်မေတိကိုပို၍တနာမိကပကြီးကားကိုပိုချစ်နေမိသည်ဤသို့တွေးရင်ဂျိုးတကူ၏အဖြစ်ပြက်ကိုဆရာဒုက္ခလိုဒရိုက်တာမျိုးနှင့်ရုပ်ရှင်ရိုက်လျင်ဂျိုးတကူကိုယ်တိုင်တကူလုံးမျက်ရည်ဖြစ်ပြီးတော့ပျော်သွားမလားတော့မသိပါကျွန်တော်၏စိတ်ထဲတွင်လျှက်ပြက်ကဲ့သို့တစ်ချက်ကနေဝင်းကနေဖြစ်သွားပါသည်အလှမိန်မျက်နှာကိုလွှမ်းခြုံထားသောဇာဘဝပြုတ်ကျသည့်အခါအလှမိန်မျက်နှာကိုခိတ္တမြမြင်လိုက်ရတဲ့ခင်သို့အနုပညာ၏မျက်နှာကိုရိတ်ကနေမြင်လိုက်ရလို့ထင်မိပါဆရာအောင်သိရေးသားထားသောစာပိုက်ရဲ့အနှစ်ကိုကျမမြင်ရကြည့်လေလောကလူတဘာဝအရာအတုကိုသာမမောကြဟန်တူသည်ခေလောကတဘာဝအရာဆိုလျင်ပို၍ပင်ဆိုး၍လာသည်ပြောင်းလဲလာသောခေတ်အခြေအနေမပြောင်းလဲပဲပို၍တောက်ပြောင်ပေါ်ထွန်းလာသောအတုရောင်ကိုသာမျက်နှိုးတံမိုးထားနေကြခြင်းသာဖြစ်တယ်2012ကရေးသားထုတ်ဝေထားသောဆရာအောင်သိရဲ့အတွေ့အကြုံတွေကယခု2026မှာလည်းဒီထက်မှကအစစ်ထက်အတုကိုပို၍ပဲမျက်နှိုးလာကြပါတယ်။စားစရာအတုမေတ္တာအတုညံ့ရည်အတုဆိုတဲ့ AI နောက်ပေါ်လာပါတယ်။လူသား100%မှာ90%လောက်ကအတုကိုသုံးဆွဲပြုလုပ်မျက်နှိုးနေကြဆဲပါ။ဒါကြောင့်မလို့စင်ရင်သုံးသက်ရန်အတွက်ဒီစာလေးကိုဖတ်ပြလိုက်ခြင်းဖြစ်ပါတယ်ရှင်။မျှော်မြင်ရှိသောစာရေးဆရာများရဲ့စာကောင်းပင်မွန်တွေကိုကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင်ခါလောင်းလေးနှိပ်ပြီးတော့ subscribe ပေးကြပါဦးရှင်။နောက်ထပ်လည်းစာကောင်းပင်မွန်များကိုဖတ်ပြပေးပါဦးမယ်ရှင်။